ဇနီးမောင်နှံနှစ်ယောက်ဟာကွာရှင်းပြက်ဆဲခြင်းလုပ်ငန်းစဉ်တွေကိုအခုလေးတင်ပြီးဆုံးသွားခဲ့ပါတယ်အမျိုးသားရဲ့ရီးစားဟောင်းဟာချက်ချင်းပဲပန်းစည်းပို့လိုက်ပြီးသူပြန်လဲလူပြိုဖြစ်သွားတဲ့အပေါ်ဂုဏ်ပြုစကားဆိုပါတယ်ဒါကိုမြင်လိုက်ရတဲ့အမျိုးသမီးဟာတည်ငြိမ်နေတရားဟန်ဆောင်ပြီးထိုရီးစားဟောင်းကိုပါရိုက်ချလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာရီးစားဟောင်းကအမျိုးသားစီကအကူအညီတောင်းပေမဲ့အမျိုးသားဟာလည်းရှေ့ကအမျိုးသမီးကိုကြောက်နေရတာကြောင့်သူ့ရီးစားဟောင်းကိုကူညီဖို့စိတ်ကူးတော့မရှိပါဘူးဒါကြောင့်အမျိုးသမီးဟာရီးစားဟောင်းကိုနောက်တစ်ချက်ထပ်မံပါရိုက်လိုက်ပြန်ပါတယ်အရိုက်ခံရမှာကိုကြောက်သွားတဲ့ရီးစားဟောင်းဟာချက်ချင်းပဲတောင်းပန်လိုက်ရပါတော့တယ်အဲ့ဒီနောက်သွေးတဲ့ထိုအမျိုးသမီးဟာနှင်းစီပန်းတစ်ပွင့်ကိုခူးယူပြီးအမျိုးသားစီသွားကတောင်းပန်တရားဟန်ဆောင်လိုက်ပါတယ်မထင်မှတ်ပဲအမျိုးသားရဲ့မျက်နှာမှာဒေါသထွက်တဲ့အရေးအယောင်လုံးဝမရှိပါဘူးတကယ်တော့သူတို့နှစ်ယောက်ဟာမိသားစုချင်းစီစဉ်ပေးတဲ့အိမ်အောင်ရေးကိုတိစောက်ခဲ့ကြတာပါဒါပေမဲ့လက်ထပ်ပြီးတဲ့နောက်မှာတော့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်အရှုံးမပေးပဲရန်သူတွေလိုဆက်ဆံခဲ့ကြပါတယ်အမျိုးသမီးကိုစိတ်အနှောက်အယှက်ဖြစ်စေဖို့အတွက်အမျိုးသားကသူဟာအမျိုးသမီးရဲ့အမနဲ့တွဲနေတာပါလို့တခြားသူတွေကိုတမင်ပြောခဲ့ပါတယ်ဒါဟာအမျိုးသမီးကိုလူပြက်တယောက်လိုဖြစ်သွားစေခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးဟာလည်းအရန်ကိုမှကြောတဲ့ဆရာရှိသူပါသူမကလည်းအမျိုးသားကိုဒေါသထွက်စေဖို့အတွက်ရီးစားတယောက်ကိုတမင်ရှာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာကုမ္ပဏီရှယ်ယာတွေအတွက်ထပ်မံတိုက်ပွဲဝင်ကြပြန်ပါတယ်အမျိုးသမီးဟာရှယ်ယာလွှဲပြောင်းတဲ့စာချုပ်ကိုသူမကိုယ်တိုင်ယူဆောင်လာပြီးအမျိုးသားထက်အရင်ကုမ္ပဏီရဲ့အကြီးဆုံးရှယ်ယာရှင်ကိုရှာဖွေနိုင်ခဲ့ပါတယ်နောက်ပိုင်းမှာအမျိုးသမီးဟာထိုရှယ်ယာတွေကိုအောင်မြင်စွာဝယ်ယူနိုင်ခဲ့ပါတယ်ဒီရှယ်ယာတွေနဲ့အတူသူမဟာကုမ္ပဏီရဲ့အကြီးဆုံးရှယ်ယာရှင်ဖြစ်လာခဲ့ပါတယ်ဒါကြောင့်အမျိုးသားဟာအရန်ကိုဒေါသထွက်သွားခဲ့ရပါတယ်ရလဒ်အနေနဲ့သူတို့နှစ်ယောက်ဟာအိမ်အောင်ရေးကိုအဆုံးသတ်လိုက်ကြပါတော့တယ်ကွာရှင်းဖို့လှုပ်ဆောင်နေချိန်မှာတော့သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်လောင်ပြောင်းနေကြတုန်းဖြစ်ပြီးဘယ်သူကမှအလျှော့ပေးဖို့စိတ်ကူးမရှိခဲ့ကြပါဘူး